သူမှာပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာတန်း600ရှိပါတယ်။ဒါပေမဲ့သူကနေတိုင်းစားတောက်ဆိုင်ကကျန်တဲ့စားအစာတွေကိုပဲစားတောက်နေထိုင်ပါတယ်။သူ့ကိုယ်သူစုချတဲ့တခုတည်းသောအချိန်ကမွေးနေ့မှာတည်းဖြစ်ပါတယ်။လက်ဖက်ရည်တစ်ခွက်နဲ့မုံအသေးစားလေးတစ်ခုနဲ့ပေါ့။သူကတော့ရှာရစ်ခန်မှာကမ္ဘာအစင်းရဲဆုံးတထေးကြီးလို့ဆိုရပါမယ်။သူမှာတန်ဖိုးကြီးကားတွေအများကြီးမရှိသလိုကြီးမားတဲ့နန်းတော်လိုအင်္ဂလိပ်မရှိပါဘူး။သူကလမ်းလျှောက်သွားလာတာကိုပဲသဘောကျပါတယ်။ဒါမှမဟုတ်တာမန်ကားကစီးနဲ့ပဲသွားလာတတ်ပါတယ်။သူကမွန်မိုင်းမှာရှိတဲ့ယူရှိနဲ့အင်္ဂလိပ်မှာမိသားစုနဲ့အတူနေထိုင်ပါတယ်။သူ့အိမ်ကပရိဘော်တော်တွေကတပည့်ပစ္စည်းဆိုင်ကဝဲလာတယ်လို့မျိုးဖြစ်နေပါတယ်။ဒါဆိုရင်သူ့ပတ်စံတွေကဘေးရောက်ကုန်တာလေ။သူဟာရုပ်ရှင်တကားကိုဒေါ်လာ15သန်းကနေ25သန်းအထိဝင်ငွေရရှိပါတယ်။ဒါပေမဲ့သူကအဲ့ဒီပတ်စံတွေကိုအကျိုးရှိအောင်အသုံးပြုပါတယ်။သူဟာဒေါ်လာတန်း150ကျော်ကိုစာတင်ကျောင်းတီဆော့ဖို့လှူဒန်းခဲ့ပြီးအခွင့်အရေးနေပါတဲ့ကလေးငွေတွေကိုကူညီခဲ့ပါတယ်။သူတို့များကိုအိမ်မက်ကြီးကြီးမှမှတ်ဖို့နဲ့အောင်မြင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။သူဟာဆေးကုမှုအတွက်ဒေါ်လာတန်း80ကျော်ကိုလည်းသုံးစွဲခဲ့ပြီးဆေးရုံတွေကိုငွေကြီးထောက်ပံ့တဲ့ညမိသားစုတွေအသက်ကယ်ဆေးကုသမှုတွေခံယူနိုင်ဖို့ကူညီခဲ့ပါတယ်။သူရဲ့မီယာဖောင်ဒေးရှင်းကနေကစင်တဘာဝဘေးရန်တွေကူညီခဲ့ရတဲ့အတွက်ဒေါ်လာတန်း80ကိုလှူဒန်းခဲ့ပါတယ်။ထိခိုက်ခံစားတဲ့သူတွေအတွက်နေစရာအစားအစာနဲ့ပညာရေးကိုထောက်ပံ့ခဲ့ပါတယ်။ဘန်ထဲမှာဒေါ်လာတန်း600ရှိနေပေမဲ့ရှာရူခန်ကယူရှိတဲ့ဘဝနဲ့ပေးကန့်တဲ့ဘဝကိုပဲရွေးချယ်ခဲ့ပါတယ်။သူ့လိုစိတ်သဘောထားရှိတဲ့ကျယ်ဝင်းကိုတင်းလေးစားပါသလား